Prince အဆိုရာကဘာကြီးကိုကယ်တင်ခဲ့တဲ့သူပါဒါပေမဲ့လူသားတွေကဂျေဇူးကမ်းပြီးသူ့ကိုတတ်ပေးဖို့နတ်ဖျားတွေစီမှာဆူတောင်းခဲ့ကြတယ်အခုတော့သူဟာအတိတ်ကိုပြန်လည်မွေးဖွားလာပြီးEdo Evo Ebsre Beva Che နဲ့အတူအစွမ်းထက်ဆုံး Borsa Q တွေအဖြစ်နိုးထလာခဲ့ပါပြီအတိတ်ဘဝကအသိပညာတွေနဲ့နတ်ဖျားစွမ်းအားကိုပေါင်းဆက်ပြီးသူဟာအန်ဒိုဂေအရှိန်နဲ့ Yoge တက်နေတာပါဒီတခါတော့သူကကဘာကြီးကိုကယ်ဖို့မဟုတ်ပဲသူ့ကိုတစ္ဆာဖောက်တဲ့နတ်ဖျားတွေကိုပြန်မဲလိုက်ဖို့ထွက်လာခဲ့ပါပြီအရာအလုံးဟာကဘာအနှံ့သေးရှေတွေပွင့်ဘီမွန်စတာတွေတောင်းကျမ်းရာကဆက်ခဲ့တာပါအဲ့ဒီအချိန်မှာပဲရေသေးဆိုးတွေနိုးထလာပြီးအင်အားကြီးမျိုးနွယ်စုခုနှစ်ခုပေါ်ပေါက်လာခဲ့တယ်ဒါပေမဲ့ဒီကောင်လေးကတော့ဘယ်နှဖျားအကူညီမှမပါပဲသူ့ဘာသာသူအထွတ်အထိပ်ကိုရောက်အောင်တလန်းခဲ့တာပါအရင်က Versailles Karate လို့လူသိများတဲ့ကျွန်တော်တို့ရဲ့ဇက်လိုက်ဟာသင်းကတိတွေအဖွဲ့မှာရှိခဲ့ဘူးပါတယ်ဒါပေမဲ့သူအရန်တော်နေတာကလက်ရှိအခြေအနေကိုချိန်ချောက်နေတယ်ဆိုပြီးအစေးစော်တွေနဲ့နတ်ဖျားတွေကတတ်မှတ်လိုက်ကြတယ်မြင်တဲ့အတိုင်းပါပဲတမျိုးလုံးငရဲမီးတွေကြားထဲပျက်စီးနေတာသူ့ကိုတတ်ဖို့လွတ်လိုက်တဲ့စစ်တီတွေအကုန်လုံးလဲအလဲလဲကွဲပါပဲအဲ့ဒီအချိန်မှာပဲနမေကြီးနွမ်းအိကွဲနဲ့ငါရောက်လာပြီးသူတို့ရဲ့အောင်နိုင်သူလန်ကိုလွင့်ထူလိုက်ကြတယ်ကျွန်တော်တို့ဇက်လိုက်ကတော့ပျက်စီးနေတဲ့နာရီတလုံးကိုကိုင်ရင်မြေပြင်ပေါ်မှာလဲကျနေပါတယ်ဒဏ်ရာတွေကလည်းဗလာဘောနဲ့အသက်ရှူဖို့တောင်မနေရုံကန်နေရတာပါလက်တစ်ဖက်ပြက်နေပေမဲ့လည်းရန်သူကိုတော့မလျှော့တဲ့ဇွဲနဲ့စိုက်ကြည့်နေသေးပါပဲသူဟာဒေါသတချောင်းချောင်းနဲ့အသက်ရှဲဆိုတဲ့အဖိုးကြီးမှာအော်ဆရာကိုအော်ဟစ်ဆဲဆိုနေတဲ့အဲ့ဒီအဖိုးကြီးကတော့အထက်စီးကနေမန်တက်ပြီးပျက်စီးမှုတွေကိုကြည့်နေတာပေါ့ဒီမော်ဆရာကနတ်ဖျားစွမ်းအားတွေပိုင်ဆိုင်ထားပြီးကောင်လေးရဲ့ကံကြမ္မာကိုလောင်ပြောင်နေပါတယ်ကောင်လေးကဘာလို့ငါ့ကိုဖျက်ဆီးချင်ရတာလဲငါကအစေးအစော်တွေထဲမဝင်လို့လားဆိုပြီးမေးတဲ့အခါမှာတော့အဖိုးကြီးကမင်းဘာသာမင်းတမလာနိုင်လို့ပဲနတ်ဖျားတွေကမင်းလိုလူမျိုးကိုအမုန်းဆုံးပဲလို့ရယ်ပြီးဖြေခဲ့တယ်ဂျေတဲ့ရှိတဲ့ဟေရဲ့စွမ်းအားကသူတို့နဲ့တန်းတူဖြစ်နေလို့သူတို့ကြောက်နေကြတာလေတာကိုဇက်လိုက်ကအတိတ်ပဲမရှိဘူးလို့ပယ်ချလိုက်ပေမဲ့မော်ဆရာကတော့မင်းရဲ့ Dave West နွန်အိတ်ကလောကနီယာမကိုစန့်ကျင်နေတာလို့ပြောပြီးအဆုံးစီရင်ဖို့ပြင်ပါတော့တယ်ကောင်းကင်ဘုံကမင်းကိုစွန့်ပစ်လိုက်ပြီလို့ကြေညာလိုက်ချိန်မှာတော့ဇက်လိုက်ကလောင်ပြောင်ပြီးငါတိတ်ဆိတ်နေတာအကြောင်းရှိတယ်လို့ပြန်ပြောလိုက်တဲ့အဲ့ဒီနောက်သူ့ရဲ့ဒဏ်ရာရနေတဲ့ကိုခန္ဓာကနေအမောင်စွမ်းအားတွေထွက်လာပြီးမြေပြင်ကအယိုးစုတွေပါတုံခါလာပါတော့တဲ့ခရမ်းရောင်အလင်းတွေနဲ့အတူEbavi Covesunger ဆိုတဲ့နေမြေကြီးကိုဖန်တီးလိုက်တာပါအယိုးစုစစ်တပ်ကြီးနိုးထလာတာကိုမြင်တော့အဖိုးကြီးလဲအန်ဒသွားပြီးသူ့ရဲ့အပြင်းထန်ဆုံးစွမ်းအားကြီးကိုထုတ်သုံးပါတော့တယ်ရွှေရောင်အလင်းနှန်းကြီးကမြေပြင်ကိုဥတီလာပြီးဇက်လိုက်ကိုအပီးတိုင်ဖျက်ဆီးဖို့လာနေပါပြီသူ့ရဲ့အမောင်ကအကွယ်သာပေါက်ထွက်သွားရင်အားလုံးပြီးသွားပါပြီအနီရောင်အလင်းလုံးကြီးပေါက်ကွဲသွားပြီးဖျက်ဆီးအားပြင်းတဲ့စွမ်းအားတွေကသူ့စီတိုးဝင်လာတယ်ဒါပေမဲ့တေခါနီးမာတောင်ကျွန်တော်တို့ဇက်လိုက်ကပြုံးနေတော့ပါပဲသူဟာနောက်ဆုံးအကြိမ်အဖြစ်အရာအလုံးကိုလောင်းကြီးထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဖိုးကြီးကတော့သူဘာလို့ပြုံးနေတာလဲဆိုတာနားမလည်နိုင်ဖြစ်နေတော့ဇက်လိုက်ကရွှေရောင်နာရီလေးကိုထုတ်ပြလိုက်ပါတယ်ဒါကအချိန်ကိုနောက်ပြန်လှည့်ပေးနိုင်တဲ့ပစ္စည်းတစ်ခုပါအခြေအနေပြည့်စုံသွားပြီးဆိုတဲ့စနစ်စာတမ်းပေါ်လာပြီးနောက်မှာတော့အလင်းတွေထွက်လာပြီးအချိန်တွေနောက်ပြန်လဲသွားပါတော့တယ်ဇက်လိုက်ဟာနတ်ဖျားစွမ်းအားမရှိပေမဲ့ရန်သူစွမ်းအားကိုစုပ်ယူနိုင်နေဆိုတာတီးထားတာကိုဒီလိုနဲ့သူဟာအဖိုးကြီးရဲ့တိုက်ကွက်ကိုစုပ်ယူပြီးအချိန်နောက်ပြန်ဆုပ်ဖို့တုံးလိုက်တဲ့ Edesh ရဲ့တယောက်ကြောက်လန့်တကြားအော်ဟစ်နေချိန်မှာဇက်လိုက်ကမင်းကုံယူနေတဲ့နတ်ဖျားစွမ်းအားကိုငါခဏချေးသုံးမယ်နောက်တစ်ခါကျရင်တော့အစေးဘော်တွေကိုအမြင့်ပြတ်အောင်ခြေမုံပြမယ်လို့ကျုံးဝါလိုက်ပါတယ်အလင်းစူးစူးကြီးတစ်ခုနဲ့အတူသူဟာသတိလစ်သွားခဲ့တယ်ပြန်နိုးလာတော့မြင်လိုက်ရတာကတာမန်မျက်နှာချက်တစ်ခုပါကုတင်ပေါ်မှာနိုးလာပြီးစိတ်ရှုပ်နေတော့ဒါဟာလွန်ခဲ့တဲ့10နှစ်ကသူနေခဲ့တဲ့အိမ်ဆိုတာတီးလိုက်ရတယ်တီဗီရေခဲတစ်တာအကုန်လုံးအရင်တိုင်းပဲသူ့ရဲ့အစီအစဉ်အောင်မြင်သွားပြီဆိုတာတီးလိုက်ရတော့အေဒက်ရှဲကိုကလဲစားချေဖို့ဒေါသတွေထွက်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲအပြာရောင်နှိုင်းဆော့ကာဆိုဗီပေါ်လာပြီးနာရီကတော့ပြတ်သွားပြီလို့ပြပါတယ်ဒါပေမဲ့သူကတော့ခြေနဲ့နေတော့ပါပဲဘာလို့လဲဆိုတော့ဒီနေ့ဟာညံဆော့စတင်ပေါ်ပေါက်ခဲ့တဲ့နေ့ဖြစ်နေလို့ပါသူဟာဥဒေတကနေပြန်ဆရာမှာဖြစ်ပြီးအခြေခံအဒဇင်တွေတဲကတခုကိုရွေးခိုင်းနေပါတယ်ဒီတခါတော့သူဟာအလောမကျပဲအသက်ရှင်ဖို့ကိုပဲအဓိကထားတော့မှာပါဇက်လိုက်ဟာအတိတ်ကအသိပညာတွေကိုသုံးဖို့အတွက်ရေဒေဆိုရဘယ်ဇေဆာကိုတွားခဲ့ပါတယ်အဲ့ဒီမှာအယောင်းဝန်ထမ်းလေးကပစ္စည်းတွေအကြောင်းရှင်းပြနေတော့ reflexivo soldier ရှိလားလို့သူကဖြတ်မေးလိုက်တဲ့ဝန်ထမ်းမလေးကတော့ချိန်စာသိနေတဲ့ပစ္စည်းကိုဘာလို့မေးတာလဲဆိုပြီးကြောင်ကြည့်နေပေမဲ့ဇက်လိုက်ကတော့အပြုံးမပြတ်ပဲဈေးနှုန်းပဲပြောပါလို့ပြက်သားတုတ်ပြန်လိုက်ပါတော့တယ်ဈေးဝယ်ပြီးနောက်ဇက်လိုက်ဟာဈေးထဲကနေထွက်လာခဲ့ပါတယ်ဝန်ထမ်းမလေးကတော့တကယ်ပဲဝယ်မှာလားဆိုပြီးစိုးရိမ်တကြီးမင်းနေတော့ပဲပေါ့ဒါပေမဲ့ဇက်လိုက်ကတော့ဂယုမဆိုင်ပါဘူးဘာလို့လဲဆိုတော့
ဒီလိုကျိန်စာတင်ပစ္စည်းတွေကတန်ဖိုးမရှိပေမဲ့သူ့အတွက်တော့ရတနာပဲလေသူဘူးကိုဖွင့်လိုက်တဲ့အခါ Refet အချင်းရောဆိုရီဆိုရင်ရဲ့အသေးစိတ်နဲ့ကြောက်စရာကောင်းတဲ့ကျိန်စာစာတန်းတွေပေါ်လာပါတယ်ဒါကိုတိလျက်နဲ့ပဲသူဟာလက်စွပ်ကိုဝစ်လိုက်တယ်ဘာလို့လဲဆိုတော့ဒီကျိန်စာကိုဘလို့ထိန်းချုပ်ရမလဲဆိုတာသူကောင်းကောင်းသိလို့ပါအမောင်စွမ်းအားတွေထွက်ပေါ်လာပြီးဒီစွမ်းအားကိုအန်ဒူနိုင်တဲ့သူကို Porstable ကစွမ်းအားပေးအပ်လိုက်ပါပြီးကြောက်စရာကောင်းတဲ့အပြုံးနဲ့အတူအမောင်စွမ်းအားတွေသူ့ကိုယ်ထဲစီးဝင်လာတာကိုသူခံစားလိုက်ရတယ်ရုတ်တရက်ဆိုသလိုသူဟာအဆုံးမရှိတဲ့လက်ဟာပြင်ကြီးလိုမှောင်မိုက်တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရောက်သွားပါတယ်အဲ့ဒီမှာလက်စွပ်ရဲ့ကျိန်စာကိုသူထိတ်တိုက်ရင်ဆိုင်ရပါတော့တယ်ကျိန်စာကသူ့ရဲ့အဓိကရန်သူမော်ဆရာအော်ဒက်ရှယ်ရဲ့ရွှေရောင်ရုပ်ပုံလွှာအဖြစ်ပေါ်လာတာပါဒါပေမဲ့ဇက်လိုက်ကတော့မကြောက်မရွံ့ပဲရင်ဆိုင်နေပါတယ်အဲ့ဒီပုံရိပ်ကကောင်းကင်ကကျယ်တွေကမင်းကိုစွန့်ပစ်လိုက်ပြီးလို့လောင်ပြောင်ရင်းဇက်လိုက်ရဲ့စိတ်ကိုတိုက်ခိုက်ဖို့လက်ကိုဆန့်ထုတ်လိုက်တယ်မင်းအတိတ်ကိုပြန်လာနိုင်ရင်တောင်ငိုက်ကိုဘယ်တော့မှအနိုင်မတိုက်နိုင်ဘူးလို့ရန်သူကကျုံးဝါပြီးအလင်းနှန်းတွေနဲ့တိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ဇက်လိုက်ကတော့အေးအေးဆေးဆေးပြုံးနေတော့ပဲဘာလို့လဲဆိုတော့ညံစော်ရဲ့ကြည်လင်သောစိတ်ဆိုတဲ့လေစင်ဟုတ်ဆိုတသက်အေကဒီစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုပိတ်ဆို့ပေးလိုက်လို့ပါကျိန်စာရဲ့စမ်းသပ်မှုကိုအောင်မြင်သွားပြီဆိုတဲ့စာတန်းပေါ်လာပြီးနောက်မှာတော့ပတ်ဝန်းကျင်ကအမောင်ထုတွေအကုန်ပျက်စီးသွားပါတယ်နောက်ဆုံးမှာတော့ Porstable Hero ရဲ့စွမ်းအားအစစ်အမှန်နိုးထလာပါပြီးသူ့ရဲ့မျက်လုံးထဲမှာအပြာရောင်မိတောက်တွေတောက်ပလာပြီးနတ်ဖျားတွေနဲ့ရှင်နိုင်တဲ့စစ်တပ်တစ်ခုကိုငါတိဆောက်ပြမယ်လို့ကျုံးဝါလိုက်ပါတယ်သူဝတ်ထားတဲ့လက်စွပ်ကလည်း Norizet အဆင့်ကနေ Zozezo အဆင့်ကိုပြောင်းလဲသွားပါပြီးကျိန်စာကိုအောင်မြင်ကြော်ဖြတ်ပြီးနောက်သူဟာကျေနပ်စွာပြုံးနေပါတယ်အဲ့ဒီအချိန်မှာပဲနိုင်ဆွန်ကအတဇင်ရွေးချယ်ဖို့အခွင့်အရေးလေးခုပေးလာပါတယ်သူကတော့တွေဝေမနေပဲဝိညာဉ်တွေစီကစွမ်းအားယူတဲ့ Warsaw ကရဇင်ကိုပဲနှိပ်လိုက်ပါတော့တယ်ခရမ်းရောင်အလင်းတွေသူ့ကိုလွှမ်းခြုံသွားပြီးအတဇင်တင်ဂေးပေါ်လာပါတယ်သူဟာ Andenvo Coast Easy ကြောက်ကြရုံဆိုတဲ့အစွမ်းထက်တဒတ်တွေကိုရရှိခဲ့ပါတယ်အစကောင်းတယ်လို့သူတွေးလိုက်ပေမဲ့တဒတ်ကာရီဇိုဗီကိုကြီးလိုက်တဲ့အခါမှာတော့တဒတ်တွေနှစ်ခုပဲရှိပါသေးတယ်တစ်ခုကကြာဆုံးသွားသူတွေကိုကောက်ယူတာဖြစ်ပြီးနောက်တဲ့ခုကအယိုးစုတွေကိုစိတ်ကြိုက်ထိန်းချုပ်တာပါအတိတ်ကအသိပညာတွေရှိပေမဲ့အခုလောလောဆယ်မှာတော့အားပြင်းတဲ့တဒတ်တွေကိုတုံးလို့မရသေးဘူးပေါ့ညံဆိုးရဲ့စီးမင်းတွေအတိုင်းပဲသွားနေရင်တော့အထွတ်အထိပ်ကိုရောက်မှာမဟုတ်ဘူးဆိုတာသူသိပါတယ် Porstable Hero ဖြစ်လာတာကောင်းပေမဲ့ဒါကသူ့အတွက်မလုံလောက်သေးပါဘူးနဒက်ရှယ်ကိုအနိုင်တိုက်ဖို့ဆိုရင်ရှေးဟောင်းတဲ့ဖျားတစ်ပါးရဲ့စွမ်းအားလိုအပ်ပါတယ်ဒါကြောင့်သူဟာအစီအစဉ်ဆွဲပြီးဝေလန်နဲ့ကျွန်းတကျွန်းစီကိုလေရင်နဲ့ထွက်လာခဲ့ပါတယ်သူ့ရဲ့ဘန်းတိုင်ကတော့အချိန်နဲ့ကီယာဟေဒစ်ဆိုင်ရဲ့ရှေးဟောင်းပြီးမှန်ပါပဲအဲ့ဒီမှာထေးလင်းရဲ့အနိုင်ယူခြင်းခံခဲ့ရပြီးအလင်းပြောက်ကွယ်သွားတဲ့ SLA နတ်ဖျားတွေရှိနေကြတာပါဇက်လိုက်ဟာအဲ့ဒီနေရာကရှေးဟောင်းကြောက်စာတိုင်ရှေ့မှာရက်လိုက်တယ်သူ့လက်ထဲကပျက်စီးနေတဲ့နာရီရဲ့ပိုင်ရှင်ဟာဒီကြဆုံးသွားတဲ့နတ်ဖျားတွေတဲကတပားဖြစ်တယ်ဆိုတာသူမှတ်မိနေတာကိုအခုတော့အကျဉ်းချခံထားရတဲ့အဲ့ဒီနတ်ဖျားကိုရှာရမယ့်အချိန်ပါပဲသူဟာဝေခွဲမနေပဲလက်ဆောင်နာရီအပြက်ကိုရှေးဟောင်းရဲ့စပလတ်လင်ပေါ်တင်ပြီးရိုက်ခွဲလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရွှေရောင်အလင်းတို့ထွက်လာပြီးမြေကြီးတွေတုန်ခါကပတ်ဝန်းကျင်တစ်ခုလုံးကွဲအပ်သွားပါတော့တယ်ဇက်လိုက်ဟာလှပတဲ့မန်စီရွှေချပြတင်းပေါက်ကြီးတွေရှိတဲ့ခမ်းမကြီးတစ်ခုတည်းရောက်သွားပါတယ်အဲ့ဒီမှာပဲဘယ်သူငိုက်ကိုလာနှောင့်ရှက်တာလဲဆိုတဲ့ဒေါသတက်ကြီးမေးတန်တဲ့အတူကြီးမားတဲ့တတဝါကြီးတစ်ကောင်ပေါ်လာပါတော့တယ်နတ်ဖျားတစ်ပါးရဲ့ရှေ့မာတောင်ဇက်လိုက်ကတော့မကြောက်မရွံ့ပြုံးနေတော့ပါပဲသူဟာနန်းကြနဲဆစ်ဖာဘရင်ဟေဆင်ကိုနှုတ်ဆက်လိုက်ပါတယ်ဟေဆင်ကသူ့ကိုတန်တရားမျက်လုံးတွေနဲ့ကြည့်ပြီးအချိန်ကိုနောက်ပြန်လှည့်နိုင်ခဲ့တယ်လူသားလေးကမင်းလားလို့မေးခဲ့တယ်ဇက်လိုက်ကနာရီအပိုင်းစတွေကိုပြပြီးဟုတ်မှန်ကြောင်းဝန်ခံလိုက်ပါတယ်ဟေဆင်ကသူ့ကိုချီးကျူးပေမဲ့ငါကအော်နေသုံးကိုရှုံးနေပြီးအခုတော့မေ့လျော့ခံထားရတဲ့အမီနာမတစ်ခုပဲငိုက်ကိုဘာလို့လာနိုးတာလဲလို့မေးပါတယ်ဒီအခါမှာတော့ဇက်လိုက်ကဒီရှေးဟောင်းတဲ့ဖျားကြီးကကလေးစားမချေချင်ဘူးလားလို့ပြန်မေးလိုက်ပါတယ်ဟေချင်းတယောက်အန်တာသွားပြီးအဲ့ဒီစကားကိုပြန်ပြောဖို့ခိုင်းပါတယ်ဇက်လိုက်ကကလေးစားချေဖို့အတွက်ခင်ဗျားကကျွန်တော်ရဲ့အဆောင်အရှောက်နဲ့ဖျားဖြစ်ပေးပါလို့အဆိုပြုလိုက်တယ်ဒါကိုဟေချင်းကဒေါသတက်ကြီးနဲ့ဘလူသားကမှနတ်ဖျားရဲ့ကလေးစားချေမှုကိုမကူညီနိုင်ဘူးလို့ပယ်ချခဲ့ပါတယ်ဒါပေမဲ့ဇက်လိုက်ကတော့လက်ထဲကနာရီအပြက်ကိုကင်ထားရင်းသူဟာအရင်ဘဝကဘယ်သူအကူညီမှမပါပဲ I-14 အဆင့်ထိရောက်ခဲ့တဲ့သူဖြစ်ကြောင်းထုတ်ပြောလိုက်ပါတော့တယ်